အော်ဒီလား အားလုံးလိုက်ဆုံးနဲ့ဣဒံမေပုံညာအာသဝေခယံဝဟံဟောတုဣဒံမေပုံညာနိဗ္ဗာနတပစ္စယောဟောတုဤကောင်းမှုသည်နိဗ္ဗာန်ရောက်ကြောင်းထောက်ပံ့ကောင်းဖြစ်ရပါလို၏သာသနာပြုနိုင်ရပါလို၏သာသနာပြုနိုင်ရန်ကျမ်းမာချမ်းသာရပါလို၏အရှင်ဘုရားဒုံမေဒုက္ခိတာဟောထဒုံမေဒုက္ခမောက္ခထဒုံမေသန္တာကဒါဂမပေါင်းတရားနာပရိသတ်ပေါင်းတင်သူတော်ကောင်းတို့သည်ဒုက္ခိတာကိုယ်စိတ်နှဖျားချမ်းသာကြကုန်သည်ဟောထဖြစ်ကြပါစေကုန်သတည်းဒုံမေသန္တာကဒါဂမပေါင်းတရားနာပရိသတ်ပေါင်းတင်သူတော်ကောင်းတို့သည်ဒုက္ခဆင်းရဲအပေါင်းမှဘယာဘေးအပေါင်းမှရောဂါအနာရောဂါအပေါင်းမှအန္တရာယအန္တရာယ်အပေါင်းမှဟုတ်ကဲ့သာလွတ်မြောက်ကြပါစေကုန်သတည်းကဲမိမိတို့ပြုရတဲ့မြင့်မြတ်တဲ့ဒါနကုသိုလ်တကဘာလုံးကလူတွေဟာလား30ဘုံကလူတွေကုသိုလ်ရှင်တို့နဲ့ထပ်တူထမ်းမြရကြပါစေလို့ကိုယ်ဆောင်နဲ့တည်းအိမ်ဆောင်နဲ့တည်းသစ်ပင်ဆောင်နဲ့တည်းတောတောင်ဆောင်နဲ့တည်းအနာမှာရှိနေကြတဲ့ဘုံမစုနဲ့တည်းယောဂစုနဲ့တည်းဝယ်လွန်သွားကြတဲ့မိဘဘိုးဘွားဆရာသမားတွေမကျွတ်မလွတ်သေးတဲ့ပုဂ္ဂိုလ်တွေသူတို့လည်းပဲကုသိုလ်ရှင်တို့နဲ့ထပ်တူထမ်းမြရကြပါစေလို့ဆင်းရဲတဲ့ဘဝမှာချမ်းသာတဲ့ဘဝယုံညံ့တဲ့ဘဝမှာမြင့်မြတ်တဲ့ဘဝရောက်နိုင်ရနိုင်ကြပါစေလို့စိတ်အာရုံနှလုံးပြုပြီးတော့အားလုံးအမျှဝေမယ်လိုက်ဆိုဣဒံပုံညဘာကံသဗ္ဗတတ္တနံဘာစီမဤကုသိုလ်ဤအဖို့ဘာကကိုယေစုကြီးမားမိဘဆရာသမားတို့အားအစထား၍မိမိတို့နှင့်ဆက်ဆက်သမျှပတ်သက်သမျှပုဂ္ဂိုလ်တ attva အားလုံးတို့အား၎င်း30ဘုံကျင်လည်၍နေကြကုန်သောလူနဲ့ပြမတ attva အားလုံးတို့အား၎င်းအမြသေးဝေငှပါ၏အမြရကြ၍ကိုယ်စိတ်နှဖျားချမ်းသာဒုက္ခရကြသည်ဖြစ်ကြပါစေကုန်သောကုသိုလ်အမြပြုတော်မူကြပါကုန်သောသာဓုကုသိုလ်အမြပြုတော်မူကြပါကုန်သောသာဓုကုသိုလ်အမြပြုတော်မူကြပါကုန်သောသာဓုကဲအားလုံးကျမ်းမာ
ချမ်းသာကြပါစေသာသနာတော်မြတ်ကြီးကိုကာကွယ်စောင့်ရှောက်ချီးမြှောက်ထောက်ပံ့နိုင်ကြသောသာသနာပြုပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်သူတော်ကောင်းများဖြစ်ကြပါစေ